တော်ဗိုလ်ချုပ်အောင်ဆန်းတဲ့ကွာအာဇာနည်ပုဂ္ဂိုလ်ကြီးများကိုအမြတ်သာဝေကြပါစို့အဖဘဂဝါရဲ့တားကောင်းယေတနာတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ထေရဝါဒဗမာလူမျိုးတို့ရဲ့အယူရပြန်လာခဲ့ပါဗိုလ်ချုပ်ရဲ့ကျွန်တော်တို့နိုင်ငံကိုနောက်တစ်ခေါက်တော့ပြန်လာခဲ့ပါလို့ခွင့်တောင်းခြင်းတွေနဲ့တောင်းဆိုခြင်းတွေနဲ့ပြန်မလာပါနဲ့တော့ဗျာပြန်မလာပါနဲ့ကျွန်တော်တို့နိုင်ငံမှာဗိုလ်ချုပ်ကိုလုံးကျန်တတ်တဲ့ဆိုလက်ရှိကျုပ်တို့နိုင်ငံကလုံဦးစောတွေများနေလို့ပြန်မလာပါနဲ့တော့သခင်အောင်ဆန်းရဲ့Money, money, 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 money.